Listening tips number 1လေးကြောင်းပြောပြပါမယ်အဲ့ဟာကတော့သူပြောနေတဲ့စာကြောင်းတစ်ခုလုံးအဆုံးထိနားထောင်မှုဖြစ်ပါတယ်လင်းထက်တော့တော်တော်များများဖြစ်ကြတာဗာလဲဆိုရင်လူစွာလေကိုယ့်ရဲ့စိတ်ထဲမှာအဲ့ဒီဥစ္စာရှိနေရဆိုလို့ရှိရင်ကိုယ့်ကိုအရန်ယုံတာကိုယ့်ကိုယ်ကမသိပေမဲ့ကြီးရှင်းကားနိုင်လို့ပြောပေမဲ့လေကိုယ့်ကိုယုံကြည်မှုကလူတိုင်းဟာရှိတယ်ပေါ့နော်အဲ့တော့ကိုပြောတဲ့စကားကိုတွေးရဲ့အတွေ့တွေကမှန်တယ်လို့ပဲလူတိုင်းထင်ကြတာပေါ့နော်အဲ့တော့အဲ့လိုအတွေးဝင်လာပြီဆိုတာနဲ့ဘာပဲဖြစ်လာအဲ့ဒါတွေကကိုယ့်အတွက်မတိုးတော့ဘူးပေါ့နော် listening အထောင်လေဆိုရင်လည်းပဲသူတို့ listening ဆိုတာကလေကိုယ်တွေကိုစိတ်ရှော့အောင်လုပ်မှာကွာအဲ့လိုစိတ်ရှော့အောင်လုပ်မှာပဲလူတယောက်က concentration ဘယ်လောက်ရှိလဲ listening နဲ့ပတ်သက်ပြီးတော့မှဂျပန်ဘာသာစကားနဲ့ပတ်သက်ပြီးတော့ပေါ့နော်သူ့မှာဘယ်လောက်ဒီ sense ရှိလဲဆိုတာကိုသတ်မှတ်တာဖြစ်တဲ့အတွက်လေသူကဒီနေတတ်တူအဖြေလာစာရွက်တော့ပေးထားတယ်အဲ့ဒီစာရွက်ထဲမှာပါတဲ့စာကြောင်းတွေအကုန်လုံးသူတို့ကပြောသွားမှာအဲ့ဒါကိုဒီ listening နဲ့မှာသူပြောသွားလို့ဆိုပြီးတော့မှအဲ့ဒီဟာအဖြေမှန်ဆိုပြီးတော့လုပ်လိုက်လို့မရဘူးပေါ့နော်တခါလေကြောက်လို့ရှိရင်အရှိဆုံးမှာအဖြေပါတက်တာလည်းရှိတယ်လို့မျိုးပဲအဲ့ဒီအဖြေကိုတွေ့ဝိုက်ပြီးတော့နောက်ဆုံးရောက်တော့မှာပဲโอเคလေဒီပထမဆုံးပြောခဲ့တဲ့ဟာနဲ့ပဲသွားကြတာပေါ့လောက်ကြတာပေါ့စီစဉ်ကြတာပေါ့ဆိုပြီးတော့သွားတတ်တာတွေလည်းရှိရဆိုတော့လေအဆုံးထိနာထောင်မှုကအရင်ရေးကြည့်ပါတယ်အဲကြောင့်မလို့ကိုယ့်ရဲ့တွေးနေပဲမရလိုက်ပါနဲ့လို့ကျေးဇူးတင်ပါတယ်ဆိုင်ကောမတင်မိတေခရတဲ့ဟွန်တိုနီယာတော့ဆိုင်မှာဆိုまた見ましょうねバイバイ